မင်္ဂလာပါရှင်ရှင်မွေးဒီလိုခေါ်ပါတယ်တက်ခုပြောချင်တာကငလင်နဲ့ပတ်သက်ပြီးတော့သတိပေးချင်တယ်ပါတယ်ရှင်အခုငလင်တံကိုခံစားနေရတဲ့အချိန်မှာလူလိမ်တွေအရန်ဟိုမှာကောင်းစားနေကြပါတယ်လူလိမ်တွေပေါ်နေကြပါတယ်ရှင်ပထမအုံဆုံးနေတဲ့ပြောချင်တာကကြတော့အလှငွေတွေကိုလိမ်နေတာပါအတူရောင်တွေပေါ့နော်လူလိမ်အဖွဲ့အစည်းတွေကသူတို့လူလိုက်တဲ့ပတ်စံတွေအလှငွေတွေကိုသူတို့ကိုကျိုးအတွက်အသုံးပြုနေပါတယ်ဒါကြောင့်မို့လို့လှူဝဲဆိုရင်တကယ်အဖွဲ့အစည်းယုံကြည်ရတဲ့အဖွဲ့အစည်းမှာလှူဖို့တဲ့အကြံပေးကြပါတယ်ဒါမှမဟုတ်ဘူးဆိုရင်တဲတို့ပေါ့နော်လူလေးပတ်စံတွေကတကယ်အလှမဟုတ်ဘဲနဲ့သူတို့ကောင်းစားဖို့အတွက်ပေးသူဖြစ်သွားပါလိမ့်မယ်ဒါကြောင့်မို့လို့လှူမယ်ဆိုရင်တက်ပြောခဲ့သလိုပဲတကယ်အတိအကျအမှန်ကန်ဖြစ်တဲ့ယုံကြည်ရတဲ့အဖွဲ့အစည်းရှိမှလှူပါလို့တဲ့အကြံပေးကြပါတယ်နောက်တစ်ခုပြောချင်တာကကြတော့လူလိမ်နေပါပဲအဲ့ဒါတော့အဲ့လူလိမ်တွေကဘယ်လိုလိမ်လဲဆိုတော့လူတွေကိုရောင်းစားပြီးတော့လိမ်နေရပါဘယ်လိုလဲဆိုတော့ငလင်နဲ့ခံစားတဲ့အချိန်မှာလူငယ် volunteer တွေကိုသူတို့ကခေါ်ပါတယ်ခေါ်ပြီးတော့ဘယ်နေရာဘယ်အဖွဲ့အစည်းဆိုတာကိုသူတို့ကမပြောတိကျသေးချာမပြောနိုင်ဘဲနဲ့join မယ်ဆိုရင်သူတို့ရှိကိုလာခဲ့ပါဘယ်နေ့ဘယ်ချိန်လာခဲ့ပါဆိုပြီးတော့ခေါ်ပါတယ်ခေါ်ပြီးရင်သူတို့က volunteer လူငယ်အတွက်ခေါ်ရဲဆိုပြီးတော့တခြားနိုင်ငံကိုရောင်းစားနေပါတယ်ဒါကြောင့်မို့လို့ကိုကကူညီချင်တယ်ဆိုရင်တေးကြတဲ့အဖွဲ့အစည်းနဲ့ချိတ်ဆက်ဖို့လိုပါတယ်ဒါမှမဟုတ်ရင်ကိုကမကူညီပေးနိုင်ဘဲနဲ့ကိုယ့်ကိုပြန်ပြီးတော့ကယ်နေရအဖြစ်ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မို့လို့တိကျတည်ချတဲ့အဖွဲ့အစည်းရှိမှ join ပြီးမှသွားပြီးတော့ကူညီပေးပါဒါမှမဟုတ်ဘူးဆိုရင်ပေါ့နော်ဘသူတက်မှမကောင်းနိုင်ပါဘူးရှင်အဲ့ဒါကြောင့်မို့လို့တဲ့အကြံပေးပါတယ်နောက်တစ်ခုကကြတော့ငလျင်ပေါ့နော်ဒီငလျင်ကမပြီးသေးဘူးဆိုတာဘယ်လိုပြောရမလဲဆိုတော့မန္တလေးလိုနေရာတချို့နေရာမှာဆိုရင်2 နာရီတစ်ခါလောက်လှုပ်နေတာရှိပါတယ်ဒါကြောင့်မို့လို့ကိုနေတဲ့ကိုအိမ်ကမပြိုဘူးအကွဲကြောင့်မရှိဘူးဆိုတာနဲ့နာမပေါ့နော်သတိထားကြပါဘာဖြစ်လဲဆိုတော့တချို့တိုက်တွေကကြတော့လှုပ်သွားတယ်ရိုင်းနေမှုမရှိဘူးပြီးတော့အကွက်ရောက်နေပါမရှိဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအိမ်ကဘာဖြစ်သွားလဲဆိုတော့အဲ့ဒီအောက်ခြေမှာသွားပြီးထိခိုက်နေတာဖြစ်နေပါတယ်ဒါကြောင့်မို့လို့ကိုကညာရင်းညာတဲ့အိမ်ရဲ့ချိန်ဒါမှမဟုတ်ရင်လေကိုသတိမထားမိရဲ့ချိန်မှာမြေကျွံပြီးတော့ဒါမှမဟုတ်လေတိုက်ပြက်စီးပြီးတော့ပြိုကျရဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့အရန်ကျူးဆိုင်ပါလို့တဲ့ရမှားကြားကျင်ပါတယ်ငလျင်တွေကနှိုင်းချတဲ့ခါလှုပ်တဲ့နေရာရှိတဲ့အတွက်ကိုနေတဲ့နေအိမ်ကိုပို့ပြီးတော့နော်ကျူးဆိုင်စေခြင်းနဲ့ပြိုကျပျက်စီးရဖြစ်မှာဆိုလို့တဲ့အကြံပေးရဖြစ်ပါတယ်ရှင်အားလုံးပဲဘေးကင်းကြပါစေ